အတာအိုးလေးဆွဲမယ်ဆိုတော့ဒီလိုမျိုးလေးတွေကမြင်းချောင်းလေးတွေဆွဲထားရပါတော့လဲနေတဲ့မြင်းလေးရယ်မတ်နေတဲ့မြင်းလေးရယ်လဲနေတဲ့မြင်းလေးရယ်ပေါ့နော်ဒီလိုမျိုးမြင်းချောင်းလေးတွေဆွဲထားတယ်နော်ဒီလိုမျိုးလေးဆွဲထားတယ်ဆိုတော့ဒါကားတွေကျတော့အိုးဆွဲဖို့အတွက်အကျန်းချတာပေါ့နော်ဒီမှာမှမြင်းကွေးလေးတွေဆွဲလိုက်မယ်ဒီလိုဆွဲခြင်းအဖြစ်အိုးလေးကအချိုးကြကြလေးထွက်လာတာပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ညီလာမယ်အဲကြောင့်မလို့အောက်ကနေဒီလိုမျိုးအကျန်းချတာဆိုတော့ခဲနဲ့ဖွားဖွားပဲချတာမယ်နော်မြင်းကွေးတစ်ခုဆွဲတဲ့အိုးရဲ့နှခမ်းဝါလေးဖြစ်သွားပြီနော်ဒါလေးတို့တေချာသွားပြီဆိုမှကျတို့ကထင်းထင်းလေးဆွဲပေးမယ်နော်ဆိုတော့အတာအိုးလေးရဲ့တစ်ချမ်းကဒီကျတို့ဆွဲမယ်ပေါ့မြင်းကွေးလေးနဲ့ဆွဲမယ်နော်ဒီချက်အကျန်းရပြတာနော်အဲ့တော့စဆွဲမယ်တော့ကြည့်မယ်နော်ဒီကနေစပြီးချက်ဆွဲလိုက်မယ်ချက်လွယ်ဝအောင်မြင်းကွေးလေးပဲကွေးချလိုက်မယ်နော်ပြီးတော့မှကြားကအိုးလဲပင်လေးထည့်ပြီးဆိုတော့ဒီလိုမျိုးကွေးလိုက်နော်မြင်းကွေးလေးတစ်ခုဒီဘက်ကလည်းမြင်းကွေးလေးတစ်ခုနော်မြင်းကွေးတစ်ခုပြီးတစ်ခုပြီးမှပဲတစ်ခုဆွဲမယ်ဒါမှလှလှလေးထွက်လာမှာနော်တစ်ချက်နဲ့ချက်ညီသွားအောင်လို့အောက်ကကြတော့တစ်ချက်မြင်းကွေးလေးနဲ့ပဲပိတ်လိုက်တယ်မလို့တဲ့မြင်းလေးတွေကိုခဲပြဲနဲ့အသားလေးဖြတ်လိုက်နော်အဲ့ဒီဆိုရင်တော့ကျွန်တော်မြင်းလေးတွေကိုပို့ပြီးတော့ထင်းအောင်ပို့ပြီးတော့တသက်ရဲဖြစ်အောင်ပြန်လုပ်လိုက်မယ်နော်ကဲဒါဆိုရင်တော့ကျွန်တော်အိုးပုံစံအကျန်းလေးတော့ရသွားပြီနော်ဒီမှာကျွန်တော်ကဒီဘက်မှာနော်ဒီဘက်မှာအရွက်ကလေးတစ်ခုထပ်ထည့်မယ်နော်ဆိုတော့ဂန်းကော်ပန်ရွက်လေးထွက်မှာအဲ့တော့ဒီချက်ချီချီလေးထည့်မယ်ဒီတောင်းရဲ့အရှိကိုနည်းနည်းလေးတိုးလိုက်တယ်မြင်းဖြောင်းလေးတစ်ချောင်းဆွဲလိုက်တယ်အဲ့မြင်းဖြောင်းလေးရဲ့ပြီးမှကျွန်တော်ကမြင်းကွေးလေးနှစ်ခုလာလိုက်တယ်ဒီချက်ပြန်လုပ်ပြမယ်နော်ဆိုတော့ဒီတောင်းရဲ့ဒီဘက်မှာမြင်းဖြောင်းလေးတစ်ချောင်းဆွဲလိုက်တဲ့အိုးလေးကိုဖြတ်သွားတယ်မြင်းကွေးလေးတစ်ခုဆွဲတယ်နောက်ထပ်မြင်းကွေးလေးတစ်ခုဆွဲတယ်ဒါဆိုရင်အရွက်ကလေးရသွားပြီနော်ဆိုတော့မလို့တဲ့မြင်းလေးဖြတ်ပလိုက်တသက်ရဲဖြစ်အောင်ပြန်လုပ်မျိုးနော်မြင်းဖြောင်းလေးတစ်ခုထပ်ဆွဲမယ်နော်ဒီမှာပြီးရင်မြင်းကွေးလေးတစ်ခုဆွဲမယ်မြင်းကွေးလေးနောက်တစ်ခုဆွဲမယ်အဲ့ဒီမြင်းကွေးနှစ်ခုကစုံသွားပြီဒါဆိုရင်အရွက်ကလေးတစ်ရွက်ဖြစ်သွားပြီဒါကကန်းကော်ပန်အရွက်ကလေးပေါ့နော်ကန်းကော်ပန်အရွက်ကရှည်မမျောလေးဆိုတော့ဒီလိုမျိုးလေးဆွဲထားလိုက်တယ်ရွက်ကလေးတွေကတေးကြသွားပြီလှသွားပြီဆိုလို့ရှိရင်ထင်းထင်းလေးပြန်လိုက်ဆွဲလိုက်မယ်ပေါ့နော်မြင်းလေးလည်းတက်တက်ရက်ဖြစ်သွားပြန်လုပ်လိုက်ပါနော်ဒီနားလေးပါနော်ဆိုတော့ဒီမှာအထိရောက်တယ်ဆိုတော့အရွက်တွေတစ်ချက်ပဲနားထိရောက်လဲဆိုတော့ကြည့်နော်ဒီထိတ်လေးကမလှအောင်လို့ထင်လို့တစ်ချက်ပြန်ပြီးတော့တက်တက်ရက်ပြန်လုပ်လိုက်တယ်ပြီးရင်ဒီဘက်ထောင်းကနေပြီးတော့မြင်းဖြောင်းတစ်ကြောင်ဆွဲချလိုက်တယ်နော်ကြည့်မယ်နော်ဒီဘက်ထောင်းကနေပြီးတော့တစ်ချက်မြင်းဖြောင်းတစ်ကြောင်ဆွဲချလိုက်တယ်မြင်းဖြောင်းလေးရပြီးမှပဲကျွန်တော်မြင်းကွေးလေးတစ်ခုမြင်းကွေးနောက်တစ်ခုဒါဆိုရင်အရွက်တွေ့ရသွားပြီးအထက်ကမလိုတဲ့မြင်းလေးတွေခက်ပြနဲ့ဖြတ်ပြီးရင်တရအောင်ပြန်ဆွဲဒီဘက်ထောင်းကနေပြီးတော့အပေါ်ဘက်ကိုမြင်းဖြောင်းလေးတစ်ကြောင်ထောင်လိုက်ပြီးရင်မြင်းကွေးနောက်တစ်ခုဒါဆိုရင်အရွက်ကလေးဒီဘက်ထည့်ရသွားပြီနော်ပန်းအိုးထဲမှာကန်းကော်ပန်လေးထည့်မယ်ဆိုတော့ကန်းကော်ပန်ဆိုတာကအပွင့်ကြီးကြီးလေးတွေဆိုတော့ကျွန်တော်အလဲဝတ်ဆန်ကြီးကြီးလေးနဲ့အဝါကြီးကြီးလေးဆိုတော့သူ့အရင်ဆုံးဆွဲလိုက်မယ်ပြီးတော့မှဘေးကပွင့်ဖက်လေးတွေကိုထည့်လိုက်မယ်နော်ဒါဆိုရင်ကန်းကော်ပန်တစ်ခုရသွားပြီကန်းကော်ပန်တစ်ချက်3ပွင့်လောက်ထိထည့်မယ်နော်ဒီနောက်မှာ1ပွင့်ထပ်ထွေးလိုက်မယ်ဆိုတော့အဝိုင်းကိုကြီးကြီးဆွဲမယ်ဘေးကအပွင့်ဖက်လေးဆွဲမယ်ကန်းကော်ပန်2ပွင့်ရသွားပြီပေါ့နော်နောက်ထပ်1ပွင့်ထပ်ဆွဲပါမယ်နော်ဒီဘက်နားလေးမှာတစ်ချက်တပွင့်ထပ်ဆွဲလိုက်မယ်အဝိုင်းကိုအရင်ဆွဲပြီးမှဘေးကပွင့်ဖက်လေးတွေဆွဲနော်ကောပန်မှာအရွက်လေးထည့်မယ်ပေါ့နော်ဒီဘက်တောင်းအနေနဲ့ချက်မြင်းလေးကြောင်းဆွဲလိုက်မယ်ပြီးရင်နောက်ထပ်မြင်းကွေးလေးလိုက်တာနော်ပြန်ပြောပြမယ်နော်အဲ့လေကန်းကောပန်အရွက်ကလေးထည့်မယ်နော်ကန်းကောပန်အရွက်ကလေးရဒီဘက်ကန်းကောပန်ဘေးကနေပြီးတော့ပဲလိုက်ထွက်မယ်နော်မြင်းဖြောင်းလေးဆွဲမယ်ပြီးတော့မြင်းကွေးလေးတွေဆွဲမယ်မြင်းဖြောင်းလေးဆွဲမယ်မြင်းကွေးလေးတွေထည့်လိုက်မယ်နော်ဆိုတော့ဒီနည်းနဲ့ပဲကျွန်တော်လိုက်ပြီးတော့ထည့်လိုက်မယ်ဆိုတော့ဒါကတော့ကိုအဆင်ပြေတဲ့နေရာမှာထည့်ပေါ့နော်ဒီချက်နဲ့မတူလဲရတယ်နော်ဆိုတော့ဒီမှာဒီရွက်ကလေးတွေအထဲမှာလိုက်ထည့်လိုက်ပေါ့အဆင်ပြေသလိုလေးနော်ဒါဆိုရင်တော့ကျွန်တော်ကန်းကောပန်3ပွင့်လည်းရပြီဘေးကအရွက်ကလေးလည်းရပြီပေါ့နော်တခြားတပီးတို့ပါအောင်ထပ်ထည့်မယ်နော်တပီးညွန့်လေးလာဖို့တော့ကိုမြင်းချောင်းလေးတစ်ချောင်းအလဲတက်တက်မှာထောင်လိုက်တယ်နော်ဒီပန်းအိုးရဲ့အလဲတက်တက်မှာတစ်ချောင်းထောင်လိုက်တယ်
ထိတ်မှာဖြစ်သွားလဲခြုံသွားတယ်နော်မြင်းလေးတွေကဒီဘက်မှာမြင်းကွေးတစ်ခုလာမယ်နောက်တစ်ကြောင်ထပ်ဆွဲတယ်ထိတ်မှာခြုံသွားတယ်ဆိုတော့အဲ့လိုမျိုး၃ချောင်းတိဆွဲလိုက်တယ်ဒါလေးအောက်ကိုလည်းကွေးလာအောင်နော်ဆိုတော့တပြေညွန့်လေးဆွဲမယ်နော်တပြေညွန့်ဆွဲမယ်ဆိုတော့ဒီမှာကြည့်မယ်ဆိုတော့အပေါ်ဘက်ကကြောက်တဲ့ချို့တပြေအညွန့်လေးကหนีနေတဲ့ပုံစံပေါ့နော်တပြေညိုလေးတွေဖြစ်နေတာပေါ့အဲ့လိုမျိုးလေးဆွဲမယ်หนีညိုလေးတွေတန်းနေပုံလေးနော်အဲ့တော့မြင်းကတော့ဒီလို၃ချောင်းဆွဲထားတယ်ပေါ့နော်ပြီးသွားရင်ဒီအရွက်ကလေးထည့်ကြမယ်နော်အရွက်ထည့်မယ်ဆိုတော့အားလုံးတစ်ချက်ခဏအရင်ကြည့်ပေါ့နော်ဒီမှာထိတ်မှာပေါ့ဒီချက်အရွက်ကလေးထည့်လိုက်မယ်ဆိုတော့ဒီမှာမြင်းကွေးလေးနှစ်ခုပေါင်းလိုက်တာဆိုတော့မြင်းလေးတစ်ချောင်းဆွဲမယ်ထိတ်မှာမြင်းကွေးတစ်ခုနောက်ထပ်မြင်းကွေးတစ်ခုဒါဆိုရင်တော့အရွက်ပုံစံလေးဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးအောက်ကိုတဖြည်းဖြည်းနဲ့ထည့်သွားမယ်ဆိုတော့အရွက်ကအောက်ရောက်နေလေဆိုတော့အရွက်တွေကကြီးလာလေပေါ့အဲ့လိုမျိုးလေးဆွဲပြပါနော်အောက်ရောက်လေအရွက်တွေကပိုကြီးလာလေနော်မြင်းချောင်းတစ်ချောင်းဆွဲမယ်အောက်ရောက်လေအရွက်တွေကပိုကြီးလာလေအဲ့လိုမျိုးနီးနဲ့ဒီ၃ချောင်းလုံးကိုထည့်သွားမယ်ပေါ့နော်တော့၃ချောင်းကွာနေပြီးတော့ပဲဆွဲမယ်ဒါမှခဲတောင်ဖဖလေးဖြစ်မယ်ခဲပြက်ဖြစ်လို့ရှိရင်လည်းအရာမထင်တော့ဘူးကိုပြင်ကျင်လို့ရှိရင်အေးဆေးပြင်လို့ရတယ်နော်ဒီမှာလေတွေကခိုင်းလေးတွေကိုနည်းနည်းပြန်ဆွဲလိုက်မှထင်အောင်ပြီးရင်ဒီဘက်ကတပြေပန်းခက်ကိုလည်းထပ်ဆွဲမယ်ပေါ့နော်ဒါလေးတို့တချို့ထင်းအောင်ပြန်လိုက်လို့ရပြီတီးကြသွားပြီโอเคပြီဆိုရင်ထင်းလေးဖြစ်အောင်ပြန်ဆွဲလိုက်ပေါ့နော်နောက်ကဟိုဘက်ကပရောက်ပန်ခတ်တွေမသွားခင်မှာဒီဒါလေးကိုထင်းအောင်ပြန်လိုက်လိုက်မယ်နော်ရွက်ကလေးလည်းထင်းအောင်ပြန်ဆွဲလိုက်မယ်မျက်စိထဲမှာပို့ပြီးတော့ရှင်းသွားအောင်လို့အိုးမဆိုရင်ဒီကျတော့ထုံးတုပ်ကြတယ်ပေါ့နော်ထုံးတုပ်တယ်အလှတွေဖော်ကြတယ်အဲ့လိုမျိုးလေးပေါ့နော်ဒီဘလောက်ပန်းအိုးအတာပန်းအိုးမှာလည်းဒီကျတို့ကအလှဖော်လို့ရတဲ့ကိုကြိုက်တဲ့ပုံစံဖော်လို့ရတယ်ဒီကျပြတဲ့ပုံစံမှမဟုတ်ဘူးဒီကျဒီလိုမျိုးအတုံလေးဆွဲလိုက်တယ်နော်ပြီးလို့ရှိရင်အောက်ဖက်မှာလည်းအတုံလေးထပ်ဆွဲမယ်နော်ဒီလိုမျိုးအတုံလေး2ရက်လောက်ဆွဲလိုက်တယ်ကိုကြိုက်တဲ့ပုံစံနဲ့ဖော်ပေါ့နော်ပြီးတော့ပြီဒီကျအတာအိုးလေးရတော့နော်ပန်းပွင့်လေးလည်းထည့်လို့ရတယ်ကိုကြိုက်တယ်လို့ဆွဲဒီထဲမှာအဝိုင်းလေးပဲလိုက်ထည့်လိုက်မယ်နော်ရင်ဘရောက်ပန်းထည့်မယ်ဘရောက်ပန်းတစ်ခါတော့ကိုမြင်းကွေးတစ်ခုဆွဲမယ်နောက်ထပ်မြင်းကွေးတစ်ခုထပ်ဆွဲမယ်ဆိုမြင်းကွေးလေးနှစ်ခုဖြစ်သွားပြီနော်အဲ့ဒါဆိုရင်ဒီချိန်ကမြင်းကွေးလေးတွေမှာနောက်ထပ်မြင်းတစ်ချောင်းစီနော်ဒီမြင်းကိုထည့်အောင်ဆွဲလိုက်အောင်ဆိုလို့ရှိရင်ဒီမြင်းလေးမှာပဲဒီလိုလည်းနောက်ထပ်တစ်ချောင်းထပ်လိုက်မယ်ဒါတပြေပန်းခတ်တော့အောင်လို့မျိုးပဲလीနော်နောက်ထပ်မြင်းတစ်ချောင်းထပ်လိုက်တယ်နည်းနည်းလေးပပလေးပဲပြီးလို့ရှိရင်ဘရောက်ပန်းလေးထည့်မယ်ဆိုတော့ဘရောက်ပန်းလေးနမူနာပြမယ်နော်ဒီမှာဘရောက်ပန်းလေးဆိုတော့ထိတ်မှာအဖူးလေးတွေရှိတယ်နော်အောက်မှာကျတော့အပွင့်လေးလာတာပေါ့အပွင့်မှာလည်းအောက်မှာရိုးရံလေးတွေရှိတယ်โอเคဆိုတော့ဒီမှာလည်းဒီအဲ့လိုလေးဆွဲထားတယ်လွယ်အောင်တော့ဒီချိန်ကဘယ်နဲ့ညာထည့်လိုက်တယ်နော်ပို့ပြီးတော့လွယ်သွားအောင်လို့နောက်ဘရောက်ဖူးလေးတွေအရင်ဆုံးဆွဲမယ်လွယ်တယ်နော်ဆွဲရတာစိတ်ရှိဖို့ပဲလိုတယ်နောက်ပြင်ဒီလိုမျိုးလေးလိုက်ဆွဲလိုက်မယ်လွယ်အောင်လို့တပြေပန်းတော့လေးချက်ပြသလိုမျိုးလေးလေဒီအညာလေးတို့အရင်လိုက်ထည့်လိုက်နော်ဒီမှာကြည့်လိုက်တစ်ချက်အပွင့်လေးကိုပြမယ်အဲ့လိုမျိုးလေးနော်အောက်မှာအညာလေးလည်းပါတယ်နော်ဒါကတော့ဘရောက်ပန်းအတူပေါ့နော်ဒီလိုမျိုးလေးထည့်လိုက်တယ်
ပြီးလို့ရှိရင်ခြေကအပွင့်လေးထည့်လိုက်မယ်နော်အပွင့်အညာလေးထည့်မယ်ပြီးရင်အပွင့်ဖတ်လေးထည့်လိုက်မယ်အောက်ကပွင့်ညာလေးထည့်မယ်ပွင့်ဖတ်လေးထည့်မယ်ဆိုတော့အဲ့လိုမျိုးခြေတို့ဘလောက်ပန်အကုန်လုံးကိုဖြည်းဖြည်းချင်းဆွဲသွားမယ်နော်တစ်ခါဆိုတော့လည်းအဲ့လိုမျိုးနီးနေပဲဆိုမယ်နော်လေချုံနည်းနည်းလေးပေါ်တလောက်တော့ထည့်လိုက်ပေါ့နော်ပြီးသွားရင်တော့တစ်ချက်ကဒီမှာအုံညွန့်ပေါ့နော်အုံညွန့်ထည့်လိုက်မယ်နော်အုံလက်ကလေးပေါ့ပြောရရင်တော့အဲ့ဒီအုံလက်ထဲကအရွက်လေးတရွက်ပေါ့အုံညွန့်လေးပေါ့နော်တက်လက်ထည့်လိုက်ပြီးနောက်ထပ်တစ်ခုထပ်ထည့်မယ်နော်မြင်းဖြောင်းလေးဆွဲတယ်ပြီးမှချုပ်ပြီးမြင်းခွေးပပလေးလဲလိုက်တယ်နော်အဲ့ဒါလည်းကိုတေးကြပြီးစိတ်ကြဖြစ်ပြီးဆိုမှထင်းထင်းဆွဲရမတေးကြသေးဆိုခဲရပပဆွဲဒါမှဖြတ်လို့ရမှာနော်ဒီချက်နှစ်ချောင်းထည့်လိုက်မယ်နော်နှစ်ခုထည့်လိုက်မယ်ပေါ့နော်ကဲထည့်လိုက်ပါပြီဦးလေးရင်ဆုံးဖြော်လိုက်တယ်เนาะအညိုလေးရင်ချဲလိုက်မယ်အိုးလေးမှာเนาะဆိုတော့ရောင်ချဲတဲ့ခါမှာလည်းဟိုနာဒီနာမဟုတ်ဘူးเนาะဖြည်းဖြည်းချင်းပဲအိုက်ကနေအပေါ်ကနေအောက်ကိုလာမယ်เนาะဦးနှခမ်းလေးကနေအောက်ကိုဖြည်းဖြည်းချင်းချဲလာခဲ့တယ်ဆိုတော့တိရွက်တွေကိုလည်းကျွန်တော်မထိအောင်ပေါ့เนาะဖြည်းဖြည်းချင်းဆွဲလာခဲ့အဲ့မှာလေးကျွန်တော်ဦးနှခမ်းဝါလေးကိုပို့ပြီးထင်းချင်းဘာလို့ရလဲဆိုတော့လေစုပ်တန်လေးကိုရေဆေးလိုက်ပေါ့เนาะနောက်စုပ်တန်ရေဆေးပြီးရေနှုံးထုတ်လို့ရတယ်ချဲလုပ်ပြเนาะခဏလေးဒါလေးထိပြီးအောင်ဆွဲလောက်เนาะအပြအောင်ဆွဲပေါ့နော်ဖြည်းဖြည်းချင်းအပြင်းနေမထွက်ဘူးစုပ်တံကိုရေဆေးလိုက်အဝင်းနဲ့တုပ်ပြီးတော့ရုပ်ဒီနားလေးကိုနှုတ်ထုတ်လိုက်ပေါ့နော်စုပ်တံကိုရေဆေးအဝင်းနဲ့တုပ်ပြီးတော့ဘာမှမပါတဲ့စုပ်တံနဲ့ပေါ့နော်ဒီနားလေးကိုသားလေးတိုးလိုက်နော်တလားအိုးနှခမ်းလေးပေါ်လာလိမ့်မယ်နော်ရမနော်အဲ့လိုမျိုးလေးပေါ့အိုးနှခမ်းဝါလေးကိုကျိုးဘာမှမပါတဲ့ရေနဲ့ပဲတန်းနှုတ်ထုတ်လိုက်ပေါ့နော်ချစ်ထုတ်လိုက်ပေါ့အနာဆေးတွေကိုပြောင်းသွားတော့အိုးနှခမ်းဝါလေးလို့ဖြစ်လာပေါ့နော်ပြီးရင်ဆက်ချေပါတအိုးလုံးချေမယ်ကျတို့ဒီအတွန့်လေးလည်းခြံခဲ့မယ်အလုံးလေးလည်းခြံခဲ့မယ်နော်ဖြည်းဖြည်းချင်းချေမယ်အောက်ထိဆိုတော့လေကျွန်တော်ဒီဘက်နာရောက်လေအယောင်ကပို့ပြီးတော့လည်းရင့်တာထည့်ထားတယ်ပေါ့နော်ဦးနှခမ်းရဲ့အောက်ကိုလည်းအယောင်ရင့်တာလေးထည့်လိုက်တယ်ဒါမှပဲဦးကပိုကြွလာအရွက်ကလေးတွေအောက်ကိုလည်းအယောင်ရင့်တာလေးထည့်လိုက်နော်အောက်ကိုကြတော့ကျွန်တော်အညိုရောင်ကိုဒီနေ့ထပ်ထည့်ဆွမ်းနာဖြော်ထားတဲ့အထည်ကိုလေအညိုရောင်ထပ်ထည့်ပြီးတော့ပိုရင့်လိုက်ပေါ့
နော်အစောနာအညိုရောင်ရေကြဲကြဲဖြော်ထားတယ်ဆိုရင်အခုအညိုရောင်ကိုရေပြစ်ပြစ်နဲ့ဖြောအောက်ဘက်ကိုနည်းနည်းထင်းအောင်ပို့ဆွဲအဲ့ဒါမှအိုးကပို့ပြီးတော့လုံးတယ်လို့ခံစားရလာလိမ့်မယ်နော်အမောင်ကျတဲ့နေရာကိုကျွန်တော်နည်းနည်းအရောင်ပို့ပြီးတော့ယှင့်ပေးလိုက်ပေါ့နော်ဒါဆိုရင်လုံးလာလိမ့်မယ်နော်ဒါဆိုရင်ကျွန်တော်အောက်ဘက်ကိုအရောင်ရင်းရင်းလေးချဲလိုက်တယ်နော်ရမယ်နော်ဒါဆိုရင်အိုးလေးပြီးသွားပါပြီဒါပြီးသွားရင်တော့အစိမ်းရောင်အနုဖြော်မယ်ပေါ့နော်အစိမ်းရောင်အနုကိုကျွန်တော်ဒီလိုမျိုးအရွက်ကလေးရဲ့တစ်ချမ်းစီမှာပဲလိုက်ချင်မယ်နော်အရွက်တွေအားလုံးရဲ့တစ်ချမ်းစီလေးမှာလိုက်ချင်နော်အဲဆိုတော့ကျွန်တော်အောက်ဘက်ကတစ်ချမ်းလေးမှာလိုက်ချင်မယ်နော်တပြင်းညွှန်းရဲ့အောက်ဘက်ချမ်းလေးတွေနော်ပြီးရင်ဘရောက်ခက်လေးတွေမှာလည်းကျွန်တော်တို့ပွင့်ညာလေးတွေထိအဖူးလေးတွေထိအစိမ်းရောင်အနုလေးတွေနဲ့လိုက်ချင်လိုက်တယ်နော်ပွင့်ရင်အယိုးရံလေးတွေနော်အဲ့လိုမျိုးလေးတွေရဲ့အောက်ကရိုးရံတစ်ခုလုံးရဲ့ကိုချဲအုံးလက်ကိုလည်းအစိမ်းရောင်အနုပဲချဲမယ်နော်ပြီးသွားရင်အစိမ်းရောင်အရင်ဖြော်လိုက်မယ်နော်အစိမ်းရောင်အရင်ဖြော်ပြီးတော့ကျွန်တော်တို့ကြံတဲ့ချမ်းလေးတွေကိုလိုက်ထည့်မယ်နော်ထည့်တဲ့အခါမှာစုပ်တန်ထဲမှာဆေးတွေအများကြီးမပါအောင်စုပ်တန်အသေးဆုံးစုပ်တန်ကြီးရဆိုလည်းဆေးတွေကိုချစ်ချခဲ့မယ်နော်ဒါမှပဲကောင်းကောင်းချဲလို့ရမယ်ညအောက်ဖက်ချမ်းမှာလည်းကျွန်တော်အရင်လေးလိုက်ထည့်မယ်နော်နည်းနည်းလောက်ထည့်လိုက်တယ်အများကြီးတော့မဟုတ်ပါဘူးနည်းနည်းပဲနော်အညိုရောင်လေးနည်းနည်းပေါ့နော်ဖြော်လိုက်မယ်နော်အညိုရောင်ရေကြဲကြဲလေးဖြော်ထားတယ်အဲရေကြဲကြဲနဲ့တစ်ချမ်းကိုရင်လိုက်ချင်အပေါ်တစ်ချမ်းကိုအရောင်ဖြော်တာပေါ့နော်ရေကျဲထားမယ်နော်အညိုရောင်ရေကြဲကြဲလေးအညိုတော့အနီနည်းနည်းထည့်လဲရတယ်ဒီတော့ရင်ဒီချေကနောက်ထပ်တစ်ချမ်းကိုကြာတော့အညိုရောင်နည်းနည်းရင့်တာလေးချဲမယ်နော်ကြာတော့အညိုရင့်လေးချဲလိုက်မယ်ဒီကျတော့ကိုလိုကစ်မှာပါတဲ့အညိုရောင်ကနည်းနည်းညိုပတ်သွားတော့လေအနီရောစရာမလိုသူ့သူတည်းညိုရောင်လေးဖြစ်နေပြီဒါဆိုတော့အဲ့ဒီအရောင်အရင်လေးပဲဒီကျတော့ချဲလိုက်မယ်နော်အောက်ဘက်ချမ်းလေးကိုဒီကျတော့ဂန်းကော်အတွက်ကိုအဝါရောင်ဖြော်မယ်ဆိုတော့ဂန်းကော်ကောဘရောက်ပန်းကောအဝါရောင်လေးတွေပေါ့နော်လိုက်ချဲလိုက်မယ်နော်အဝါလေးလိုက်ချဲမယ်ဆိုတော့ဘရောက်ပန်းလေးတစ်ခုချင်းစီကိုလိုက်ချဲပါစိတ်ရှိရှိနဲ့ချဲပါနော်
နော်ပြီးသွားရင်ဒီချက်လေးမော်လေးနည်းနည်းလိုက်တိုးလိုက်မယ်နော်ဒီမှာကြာတယ်ကျွန်တော်အရိပ်ကလေးလိုက်ထည့်လို့ရပါဘောနော်အရိပ်ကလေးလိုက်ထည့်လိုက်အရိပ်ထည့်တဲ့အခါမှာဒီမှာတစ်ချက်တော့ခရမ်းအောင်လေးတုံးထားတယ်ပေါ့နော်ရေကြဲကြဲလေးနဲ့ပဲလုပ်ထားတယ်။အိုးရဲ့အောက်ခြေကိုကြာမှာဆေးပြပြလေးနဲ့ချိန်လိုက်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့လှသွားလိမ့်မယ်နော်။ပြီးသွားပြီဆိုတော့ဒီချိန်နောက်ထပ်အယောင်လေးလိုက်ထည့်မယ်ပေါ့နော်။လူရဲ့နေရာမှာအရွက်ရဲ့အောက်မှာဒီချိန်အညိုအရင်လေးလိုက်ထည့်လိုက်တယ်နော်။အဲ့ဒါမှပို့ပြီးတော့ပုံလေးကကြွလာမှာပေါ့နော်။အရွက်ရဲ့အောက်လေးတွေဒီအိုးနှခမ်းရဲ့အောက်လေးတွေခမ်းရဲ့အောက်လေးတွေနော်။အညိုရောင်အရင်လေးလိုက်ထည့်လိုက်တယ်။ပြီးသွားရင်ဒီချိန်တော့ပုံဘယ်နှမှာလိုအပ်ချက်ရှိသေးတော့ပြန်စစ်ပေါ့နော်ဒီပါဆိုရင်ဒီချိန်ဒီအုံးလက်လေးမှာအစိမ်းအောင်အရင်လေးနဲ့ထည့်မယ်နော်ဒီချိန်တော့အတာအိုးပုံလေးပြီးသွားပါပြီပြီးရင်ဒီချိန်ကိုထပ်ထားပြပါနော်